လက်ရက်ကန်ထဲမှာကြိုက်တဲ့အမျိုးတွေအတွက်24လက်မှမူကီလက်ကလော်ထဲလေးဝင်လာပါတယ်နော်အင်ဂျီရဲ့အနီးကအပွင့်လေးကိုတော့ပြပေးပါမယ်စပယ်ပွင့်လေးတွေကိုလည်းဒီလိုမျိုးလက်ရက်ကန်လေးခတ်ထားပေးတယ်ပြီးတော့ဒီလိုမြက်ဝန်းပုံစံလေးလည်းဒီလိုအင်ဂျီထဲမှာလက်ရက်ကန်လေးခတ်ထားပေးပါတယ်နော်အခုအနော်ဝတ်ထားတာကအမဲမှာဘေးဓာရောင်လေးပါနောက်ထပ်ကလာလေးတွေ10ရောက်ကျော်ရပါသေးတယ်တရောင်ချင်းစီတော့ပြပေးပါမယ်နော်ပေါင်150ဝဝပြည့်ပြည့်အနော်တွေအတွက်ပါနော်24လက်မဆိုင်ပါဒါကအဖြူမှာကြက်သွေးလေးဖောက်ထားတာပါအဖြူမှာအုတ်ကျိုးရောင်အဖောက်လေးပါနော်အောက်ကအမွေးလေးအကုန်လုံးကျစ်ထားပေးပါတယ်အဖြူမှာမင်းကွန်းရောင်အဖောက်လေးပါအသားရောင်အဖောက်လေးပါနော်အရန်မဲလှပါတယ်အပွင့်တွေအကုန်လုံးကလက်ရက်ကန်ထဲလေးပါဒါလေးကတော့မိုးပြရောင်အဖောက်လေးပါနော်ဒါတွေကဘိုးဆန်နဲ့ခဲရောင်လေးပါခဲရောင်လေးပါဒေါနာစရောင်လေးပါထမိန်ဒေါနာနဲ့တွဲဖို့ရအရန်မဲလိုက်ပါတယ်နော်မိုင်လိုရောင်လေးပါကြံရည်စိမ်းရောင်လေးပါနော်ထော်ဘတ်စိမ်းရောင်အခန့်လေးပါဝဝပြည့်ပြည့်အနောတွေအတွက်ပါနော်တမင်မွေးရောင်လေးပါနော်တမင်မွေးရောင်အခန့်လေးပါအရန်မဲလာပါတယ်ရိုးရာလက်ရက်ကန်ထဲမှာဝတ်ချင်တဲ့အနောတွေအတွက်ရောက်ထားပါပြီနော်